မင်္ဂလာပါဗျကျွန်တော်ချက်ညနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မြန်မာတွေကြောက်ကြတဲ့စကလုံးတစ်လုံးနဲ့ပတ်သက်ပြီးပြောချင်ပါတယ်ဒီစကလုံးကိုလွတ်လပ်ရေးခေတ်နောက်ပိုင်းကစပြီးမှတိတ်မသုံးရတော့ပါဘူးအဲ့ဒီစကလုံးကအရန်ကြီးနှိမ့်ကြလွန်အောက်ကြလွန်လို့မဟုတ်ပါဘူးဘာလဲဆိုရင်လက်ရှိမြန်မာလူအဖွဲ့အစည်းရဲ့ခေါင်းပေါ်ကိုဒီလိုမှမဟုတ်နောက်ထပ်အဆင့်တစ်နေရာကိုပို့လိုက်ကြတဲ့အတွက်ဒီစကလုံးကိုသုံးဖို့ဝန်လင်းနေကြတာပါဒါတွေကိုကျွန်တော်ဘယ်နေရာမှာတွေ့ရမလဲဆိုရင်စာရေးဆရာကြီးတွေအင်တာဗျူးတွေသူတို့ရဲ့စာအုပ်တွေသူတို့နဲ့တွေ့ဆုံမေးမြန်းခန်းတွေမှာတွေ့နိုင်ပါတယ်ဒီအိုင်ဒီယာကိုဘယ်မှာသွားတွေ့လဲဆိုရင်ကျွန်တော်ခုလောဖတ်ဖြစ်နေတဲ့ဆရာအောင်တဲ့စာအုပ်တွေပြန်ဖတ်ဖြစ်နေတာပေါ့ဗျာအဲ့မှာဆရာကသူတို့နဲ့ကျွန်တော်ဆိုတဲ့စာအုပ်ထဲမှာပါတယ်ဆရာအောင်တဲ့ကသူလေးစားအားကြရတဲ့စာရေးဆရာတွေဒါမှမဟုတ်မြန်မာစာပေပရိသတ်တောင်းဆိုတဲ့မြန်မာစာပေပရိသတ်ကနေလေးစားအားကြတဲ့ဆရာကြီးတွေနဲ့အင်တာဗျူးထားတဲ့စာအုပ်ပေါ့နော်အဲ့ဒီထဲမှာမတူပါလဲဆိုရင်ဆရာပါရဂူနဲ့အင်တာဗျူးတဲ့အခါပါတယ်ပေါ့နော်ဆရာအောင်သိန်းကဆရာပါရဂူနဲ့ပတ်သက်ပြီးရင်သူ့ဘဝအကြောင်းတွေအများကြီးမေးတာပေါ့အဲ့ဒီမှာစိတ်ဝင်စားစရာကောင်းတဲ့စကားလုံးတစ်လုံးပါလာတယ်ဆရာအောင်သိန်းကမေးလိုက်တယ်ပေါ့နော်ဆရာတဲ့ခုလိုပညာရှိတယောက်ဖြစ်လာခဲ့တာစကားမဆုံးသေးဘူးအခုလိုပညာရှိတယောက်ဖြစ်လာခဲ့တာဆိုတဲ့တွေးတစ်ဖြစ်လောက်ပဲရောက်သေးတယ်ဆရာပါရဂူကလက်ကိုကာပြီးမှရေမောပြောတယ်ပေါ့နော်ဘယ်လိုပြောလဲဆိုရင်ဟာမလုပ်ပါနဲ့ဥအောင်သိရဲ့ပညာရှိဆိုတာအင်မတန်မှကြီးကျယ်လွန်းပါတယ်တဲ့ဆိုတော့ဆရာပါရဂူလိုပုံကိုမျိုးတော့မှပညာရှိဆိုတဲ့စကားလုံးကိုသူ့ဘဝနဲ့မအဆက်ဘူးဆိုပြီးမှညင်းပယ်တယ်ပေါ့နော်ဆိုတော့ပညာရှိဆိုတဲ့စကားလုံးဟာမြန်မာလူဖွဲ့စည်းရဲ့ကိုးကွယ်တဲ့ဒါမှမဟုတ်ရင်မြန်မာလူဖွဲ့စည်းရဲ့ထိပ်တန်းတနေရာဒီဘက်ကလူတွေတိတ်မမီကြတော့ဘူးဆိုတဲ့အနေအထားတစ်ခုရောက်သွားပြီပေါ့နော်ဒါပေမဲ့လည်းမော်ဘီဆရာသိန်းရဲ့စာအုပ်တင်မှာတော့ဒါလွတ်လပ်ရေးမတိုင်ခင်ခေတ်ကပေါ့နော်ကိုလိုနီခေတ်ကစာအုပ်တင်မှာတော့မြန်မာပညာရှိကြီးမော်ဘီဆရာသိန်းတို့မြန်မာပညာရှိဥပွားတို့အဲ့လိုတွေသုံးရတယ်ပေါ့နော်သုံးခဲ့ကြသေးတယ်ကိုလိုနီခေတ်ကတော့ဒါပေမဲ့လွတ်လပ်ရေးနောက်ပိုင်းကစာရေးမှာပညာရှိဆိုတဲ့စကားလုံးကမြန်မာလူဖွဲ့စည်းရလူတွေသိမသုံးရကြတဲ့စကားလုံးတစ်ခုများဖြစ်သွားပြီလားဆိုစဉ်းစားနေမိကြပါဗျာဆိုတော့တစ်ဆက်တည်းမှာပဲကျွန်တော်ပညာရှိဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးမှကျွန်တော်ကြိုက်ဆုံးစာရေးဆရာတွေထဲကတယောက်ဖြစ်တဲ့ဆရာကျော်ဝင်းရဲ့ပြောဆိုချက်ကိုလည်းပါကျွန်တော်သွားသတိရမိတယ်ဗျ2020ရွေးကောက်ပွဲမတိုင်ခင်လေးမှာ The Voice ဂျာနယ်ကနေကိုဆရာသူကအင်တာဗျူးတဲ့အခန်းပေါ့နော်အဲ့မှာနိုင်ငံရေးတွေကမ္ဘာနိုင်ငံရေးအကြောင်းတွေပြောကြမယ်ဆိုတော့အစာဥဆုံးကိုဆရာသူကမေးတာပေါ့နော်ဆရာကျော်ဝင်းကိုဒီနိုင်ငံရေးအခင်းအကျင်းတွေနဲ့ပတ်သက်ပြီးရင်နဲ့ mainstream မှာဖြစ်လာမယ်နိုင်ငံရေးကဘယ်လိုဖြစ်လာမလဲဆိုတာဟုတ်တဲ့ဆရာလိုပညာရှိတယောက်အနေနဲ့ဝေမျှသုံးသပ်ပေးပါအောင်ဆိုရင်မှကိုဆရာသူကမေးလိုက်တယ်အဲ့မှာဆရာကျော်ဝင်းကထပ်ပြောရပေါ့နော်အဲ့စကလုံးကလည်းကျွန်တော်အခုတည်းကခေါင်းထဲမှာရင်ထဲမှာဆွဲတုံးမရှိပါသေးရဲ့ဗျဘာလဲဆိုရင်ဆရာကျော်ဝင်းကပြန်ပြောလိုက်တယ်ကိုဆရာသူရဲ့တဲ့ပညာရှိဆိုတဲ့စကလုံးကြီးကိုမသုံးပါနဲ့တဲ့ကျွန်တော်ပညာရှိဆိုတဲ့စကလုံးကြားလို့ရှိရင်နဲ့ပြောရမယ့်စကားတောင်မှတွန့်သွားတယ်တဲ့ဘာပြောလို့ပြောရမှန်းမသိပါဘူးတဲ့သူတို့ဆိုတာတကယ်ပညာရှိလည်းမဟုတ်ပါဘူးတဲ့ပညာရှိဆိုတာအင်မတန်မှကြီးကျယ်လွန်းပါတယ်တဲ့ဒါဆရာကျော်ဝင်းပြောသွားတာပါဒီဘက်ကမှာဆိုရင်ကျွန်တော်ဆရာကျော်ဝင်းကိုတော်တော်ကိုကြိုက်တဲ့တဲ့တော်တော်နှစ်သက်တဲ့စာရေးဆရာတော်တော်အားကြတဲ့စာရေးဆရာတွေပါပါတယ်ခုလိုစာရေးဆရာကြီးရတော့မှပညာရှိဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးရင်လက်ရှောင်ပါတယ်ပေါ့နော်ရမ်းမြတ်တယ်ရမ်းလူဖွဲ့စည်းအပေါ်မှာရောက်နေတယ်ဆိုပြီးမှမှတ်ယူထားတဲ့သဘောပါပဲဆိုတော့ပညာရှိဆိုတဲ့စကားလုံးဟာဒီနေ့ခေတ်မြန်မာတွေကြောက်ကြတဲ့သူတို့ဖြင့်ပညာတတ်တွေကြောက်ကြတဲ့စာရေးဆရာတွေကြောက်ကြတဲ့စကားလုံးတစ်လုံးဖြစ်နေပြီဆိုတာလည်းတော့စဉ်းစားနေမိတာပါဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်